ဖူးဖူးရတနာကျိုးဆိုပါရှင်မိမိအခုပြပေးခြင်းနဲ့ပန်းခိုင်လေးကကြတော့လေသူကကြတော့တခိုင်မှာလုံးဝကိုခုနှစ်ပွင့်ပါပြီးတော့သူ့ရဲ့ဝစ်ဆန်လေးတွေကလေမိမိကဒီတပွင့်မှာဝစ်ဆန်လေးတွေက3ဆန်ထည့်ပေးထားတာနော်အဲ့မှာသူကအရင်ကိုကြွပြီးတော့လှတာပေါ့နော်တအိုးမှာတခိုင်နဲ့ထိုးရင်တော့မှတော်တော်လေးကိုလှတယ်ပြီးတော့တခိုင်ဆိုလို့ရှိရင်လည်းတခိုင်ဆိုရင်လည်းတသိန်းမကြော်ဘဲနဲ့ပန်းလေးကဝေလေးဖြစ်နေတာပေါ့နော်ဒီဘက်မှာဒီလိုမျိုးလေးပေါ့သူကတခိုင်ထဲမှာဒီလိုမျိုးလေး3ခိုင်ဒီလိုလေးပြုတ်ပြီးတော့ဒီလိုမျိုးလေးပွင့်နေတဲ့လိုမျိုးလေးပေါ့နော်သူပုံစံလေးကဒီဝတ်ဆန်လေးတွေကလည်းတပွင့်မှာဝတ်ဆန်3ခုနဲ့ပြီးရင်ဒီထိတ်တွေမှာလည်းအဲ့လိုမျိုးလေးဖြာပြီးတော့ဝေသွားပါပေါ့နော်တအိုးမှာ3ခိုင်ထိုးရင်တော့တော်တော်လေးကိုလာတယ်တကယ်လို့ကိုကအများကြီးငွေအမောက်မသုံးချင်ဘူးတခိုင်နဲ့တသိန်းမကျော်ဘဲနဲ့ဝေလေးထိုးချင်တယ်ဆိုဒါလေးယူလို့ရတယ်နော်သူ့ရဲ့အရွက်လေးကလည်းဒီမှာပါတစ်ခွအရွက်ကလေးနော်တစ်ခွပန်းလေးကိုမှတော်တော်လေးကိုလာတယ်နော်မင်းလုပ်ပေးထားတာဒါပြားရည်ရောင်တဘာဝလေးကိုဒီလိုမျိုးလေးကြောက်လေးနဲ့တန်ရှင်းတွေပါလုံးမယ်ဆိုရင်လည်းရေတွေပါဆေးဆရာမလို့ရှင်ဝက်တိရှူလေးနဲ့တုပ်ပေးလိုက်ရင်ရပါပြီနော်တအိုးမှတခိုင်နဲ့တော်တော်လေးကိုလာနေပါပြီပေးလို့ရပါတယ်ရှင်ကျေးဇူးပါ